အဲ့လိုလွတ်ပဲချမလားလွတ်ပဲပြစ်မလားရေခဲပဲခွဲမလားတကြားသီးပဲခွဲမလားရေဆိုးခန့်ရေစိမ်ခန့်နဲ့အပြင်စိတ်ပိုင်ရေနွေးပဲပါကောက်ပြုတ်ပလိုက်လို့ရတယ်ဒါမျိုးအရန်အကျန်းခံပါတယ်ဆိုပြီးထွက်လာတဲ့ Redmi Note 15 Pro Plus လေးကျွန်တော်စီကိုရောက်ထားတယ် Home ကတော့ဝယ်ပြီးရင်စမ်းကြည့်မပြတ်မချင်းတော့အာမခံတယ်ဒီကောင်လေးက RAM 2256GB ကိုမှ original charger original cover အစုံပလုံပါမဲ့ဘူးပစ္စည်းအစုံလေးဖြစ်မယ် CPU ဆိုရင်လည်း Snapdragon 7 Gen 4ကိုသုံးပေးထားပြီးတော့ဘက်ထရီဆိုရင်လည်း 6500 mAh ပါမယ် display ဘိုင်းဆိုရင်လည်း AMOLED panel ကိုသုံးပေးထားပြီးတော့လက်ပွေဆိုရင်လည်း under display fingerprint လေးနဲ့ဖြစ်မယ်ကင်မရာဘိုင်းမှာဆိုရင်လည်း200 megapixel wide အပြင်8 megapixel ultra wide ပါသုံးပေးထားတော့ပုံလေးဆိုရင်လည်းတော်တော်လေးဟိုမှာမိုက်တဲ့ချီတောက်ရှင်းမယ်အလုံးနေထားဆိုရင်လည်းတော်တော်လေးဟိုမှာတန်အောင်မယ်အပွန်စင်ချစ်ရနာစာဘာတစ်ခုမှဟိုမပါတာဒီကောင်လေးကိုဆက်သွယ်မအောင်ခြင်းတော့